ကျွန်တော်ရအောင်ဝင်မိလာပါ Direct MV Show ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ဆိုတော့ကျွန်တော်လည်းပါဘူးအသင်းကတော့ဒီ FA Cup တတိယအဆင့်ပွဲစဉ်မှာဆိုရင်တော့ဒါ League 1 Club ဒါ Barnsley အသင်းနဲ့မနက်ဖြန်ညမှာဆိုရင်ကစားရမယ်ဆိုတော့ဒီပွဲစဉ်ကလည်းပါဘူးအသင်းအတွက်ကတော့ဒါအများကြီးခက်ခဲနေစရာဖြစ်နေတဲ့ပွဲစဉ်တစ်ပွဲဖြစ်လိမ့်မယ်လို့ကျွန်တော်တော့မထင်ဘူးအထူးသဖြင့်ဒါပြိုင်ပွဲဖြစ်တဲ့ Barnsley အသင်းကလက်ရှိမှာ Championship Club တောင်မဟုတ်ဘူးသူက League 1 Club ပါဆိုတော့ဒီ club ရဲ့လက်ရှိအခြေအနေမှာဆိုရင်သူကအဲ့ League 1ရဲ့အဆင့်1800ထိဆင်းပေးထားရတာပါဆိုတော့ညာတုန်းက Manchester City အသင်းအနိုင်ခဲ့တဲ့ Exeter ဆိုတဲ့အသင်းကတော့မှပဲဒါအဲ့ League 1 club မှာဆိုရင်အဆင့်14နေရာမှာရှိတာဒါလည်းဘာဘူးကဲရမယ် Barnsley အသင်းကအဲ့အသင်းထက်တောင်ပို့ပြီးတော့ဒါအဆင့်နှိမ်နေတဲ့အသင်းမှာဆိုတော့လက်ရှိအဲ့ဒီအသင်းကအဆင့်18နေရာမှာရှိနေတဲ့အသင်း League 1ရဲ့အဆင့်18နေရာမှာရှိနေတဲ့အသင်းကိုလဘာဘူးရဲ့အိမ်ဝင်း Anfield မှာအိတ်ခံပြီးတော့ကစားရမယ်ပွဲစဉ်တစ်ပွဲပါဆိုတော့အိမ်ဝင်း Anfield မှာကစားတဲ့ပွဲစဉ်ဖြစ်တဲ့အတွက်ဒီပွဲစဉ်ကတော့လဘာဘူးအသင်းအတွက်ဒါအဓိကကစားသမားတွေကိုအနားပေးလာမယ်ပွဲစဉ်ဖြစ်တဲ့တိုက်စစ်မှာဘယ်လိုပြောမလဲဒီပုံမှန်ပွဲထွက်နေတဲ့ Frambat တို့Dominic Szoboszlai တို့ဒီစားသမားတွေအကုန်လုံးကိုဒါအနားပေးမဲ့ပွဲစဉ်တစ်ပွဲဖြစ်လာမယ်လို့ကျွန်တော်ထင်တယ်ပြီးရင်ဒါ Virgil van Dijk တို့ Ibrahima Konate တို့ကိုအနားပေးလာမယ်ပြီး Mamardashvili တို့ဘာတို့ကိုဒါပြန်ပြီးတော့နေရာပေးမဲ့ပွဲစဉ်တစ်ပွဲဖြစ်လာအောင်မယ်လို့ကျွန်တော်ထင်တယ်လဘာဘူးကတော့သိကြပါတယ်ဒီပွဲစဉ်မှာဆိုရင်ဒါနောက်တန်းခန့်စစ်နေရာကိုလည်းအများကြီးအပြောင်းလဲလုပ်လာမယ်လို့ထင်တယ်အထူးသဖြင့်ကိုရီးယားနောက်တန်းနေရာတွေမှာဆိုရင်ဒါလူငယ်သားမလေးဖြစ်တဲ့ Kevin Ramsey တို့ဒီလိုမျိုးဂျိုဖိုမတ်တို့ဒီလိုမျိုး player တွေကိုအဓိကနေရာပေးလာမယ်လို့ကျွန်တော်ထင်တယ်ကွင်းလင်းမှာဆိုရင်လည်းလိုက်ရင် Anthony တို့ဒါဘယ်လိုလဲ Rio Angumoha တို့ဒီလိုမျိုး player တွေကိုပွဲထွက်ခွင့်မှာအသုံးပြုလာလိမ့်မယ်လို့ကျွန်တော်ထင်တယ်ဒါကြောင့်မလို့ဘာဘူးအသင်းနေနဲ့ဒီ FA ကတတိယအဆင့်မှာအများကြီးခက်ခဲလိမ့်မယ်လို့ကျွန်တော်မထင်ဘူးလက်ရှိလဘာဘူးအသင်းရဲ့ကစားပုံကကောင်းသည်ဖြစ်စေမကောင်းသည်ဖြစ်စေဗျာဘယ်လိုပဲပြောလက်ရှိဒီအသင်းနဲ့တွေ့တဲ့အခါမှာလဘာဘူးအသင်းနေနဲ့ခက်ခဲစရာအကြောင်းမရှိဘူးလို့ကျွန်တော်ထင်တယ်အထူးသဖြင့်ပေါ့နော်လက်ရှိဒါသိမ့်မကြခင်ကာလတွေမှာလဘာဘူးကချန်ပီယံလိပွဲစဉ်တွေပြန်ကစားရမယ်ပရီးမီးယားလိပွဲစဉ်တွေပြန်ကစားရမယ်ဒီလိုမျိုးပွဲကျစ်ဘယ်လိုမျိုးလဲပွဲစဉ်တွေကိုအဓိကပွဲစဉ်တွေကိုပြန်ကစားရမယ့်အချိန်မှာဒီလိုမျိုးဒါLeague 1 club နဲ့ဒါ FA Cup တတိယအဆင့်မှာတွေ့တယ်ဆိုတာဒါတော်တော်လေးကိုမှဒါကန်ကောင်းတဲ့အခြေအနေတစ်ခုလို့ပြောရမှာဒါပေမဲ့လည်းပုံမှန်အတိုင်းဆိုရင်လည်းဗျာဒါ FA Cup တတိယအဆင့်ကတော့အသင်းကြီးတွေအများစုကတော့ဒါအသင်းကြီးတွေနဲ့ပြန်တွေ့ဆိုရှားပါတယ်ပရီးမီးယားလိအသင်းတွေနဲ့တွေ့နေမှာပဲဒါဟိုးအောက်ခြေကအသင်းလောက်နဲ့ပဲတွေ့တာဆိုတော့ဒီအချိန်မှာလည်းဘာဘူးအသင်းကတော့ဒါ FA Cup တတိယအဆင့်မှာဆိုရင်တော့ Barnsley အသင်းနဲ့အိမ်ဝင်း Anfield မှာကစားဘာပဲပြောပေါ့နော်အိမ်ဝင်း Anfield မှာကစားတာဖြစ်တဲ့အတွက်ဘာဘလို့ဘယ်ကစားသမားနဲ့ပဲပွဲထွက်လာဘယ်ကစားသမားတွေကိုပဲပွဲထုတ်လာဒါရှုံးတဲ့ပွဲစဉ်တစ်ပွဲမဟုတ်ဘူးလို့ကျွန်တော်ထင်တယ်ဒါဘယ်လိုလဲရလက်တွေယိုယွင်းသွားတဲ့နဲ့ရိုင်းနဲ့သွားတဲ့နဲ့ပွဲစဉ်တစ်ပွဲဖြစ်မလာသင့်ဘူးလို့ကျွန်တော်ထင်တယ်ဗျာဘာကြောင့်လဲဆိုတော့ဒီပွဲစဉ်မှာမှန်မှန်ထားလိုက်ပါတော့ဒီပွဲစဉ်မှာလဘာဘူးအသင်းကဗျာကယ်ရီအာနစ်တော့ပြောနေကြတဲ့အတိုင်းအနိုင်မယူချင်ဘူးဒါကစားသမားတွေအနေနဲ့ချန်ပီယံလိတို့ပြီးလို့ရှိရင်ပရီးမီးယားလိတို့ကိုပဲအောင်စိုက်စေခြင်းနဲ့လည်းပဲထားပါတော့ဒီပွဲစဉ်ကိုလဘာဘူးကအသင်းရဲ့ဘယ်လိုလဲဒီဂိုးတွေထဲမှာမပါဘူးဂိုးတွေထဲမှာဆိုတာအသင်းချမှတ်ထားတဲ့ပန်းနိုင်တွေထဲမှာမပါဘူးအသင်းကဒီ target တွေကိုမလိုချင်ဘူးဒီ flash တွေကိုမလိုချင်ဘူးလို့ဆိုရင်တော့မှပဲဒီအဆင့်မှာလဘာဘူးကထွက်ခွာသင့်တဲ့အဆင့်မဟုတ်သေးဘူးဆိုတော့ဒီပြိုင်ပွဲမှာချန်ပီယံမဖြစ်ချင်ဘူးဆိုတာတော့မှပဲဒီပြိုင်ပွဲဒီအဆင့်ကလဘာဘူးအသင်းထွက်ခွာသင့်တဲ့အဆင့်တခုမဟုတ်ဘူးလို့ကျွန်တော်ထင်တယ်ပေါ့နော်ဒါကြောင့်မလို့တေချာပါလဘာဘူးအသင်းအနေနဲ့အနိုင်ရလက်တစ်ခုကိုတော့ပုံပေါ်လာမယ်ထင်တယ်အနိုင်ရလက်တစ်ခုတည်းပိုတဲ့ဒါလဘာဘူးအသင်းအနေနဲ့အဲ့ဒီပွဲစဉ်မှာခြေစွမ်းပြလာမယ်လူငယ်သမားလေးတွေရှိလာအောင်မယ်ပြီးရင်သွင်းကိုးတွေပေါ့နော်သွင်းကိုးတွေခက်များများမြင်တွေ့လာရမယ်လို့ကျွန်တော်ထင်တယ်အနည်းဆုံးတေချာပါဒီပွဲစဉ်ကဘန်ချင်နဲ့လဘာဘူးအသင်းနဲ့ပွဲစဉ်ကလဘာဘူးအသင်းကအနည်းဆုံးသွင်းကိုး3ဂိုးလောက်ရလိမ့်မယ်လို့ကျွန်တော်ထင်တယ်ဗျဒါကကိုအသင်းကိုယုံကြည်မှုလွန်ခဲ့ပြီးပြောတာမဟုတ်ဘူးလက်ရှိတကယ်အခြေအနေကိုပြန်ကြည့်ပြီးပြောမယ်ဆိုရင်လည်းဒီအတိုင်းပဲကျွန်တော်တို့အများစုကလည်းဒီအတိုင်းပဲဒါဆုံးဖြတ်လိမ့်မယ်လို့ကျွန်တော်မျှော်လင့်နေပါတော့ဒါကြောင့်လဘာဘူးအသင်းအနေနဲ့ဒီပွဲစဉ်မှာဆိုရင်3ဂိုးလောက်တော့အနည်းဆုံးရလိမ့်မယ်လို့ကျွန်တော်ကတော့မျှော်လင့်ထားတယ်ဆိုတော့ကျွန်တော်ကိုယ်ကဒီပွဲစဉ်နဲ့ပတ်သက်ပြီးဘယ်လိုမျှော်လင့်ကြလဲပေါ့နော်ဒီနေရာမှာပေါ့နော်ဘယ်လိုမျိုးလဲအဓိကကိုရီးယားဘယ်လိုလဲဒါ FFG ကအရန်အားကိုးလာပါတယ်ဆိုတော့ Rio Angumoha ရဲ့ခြေစွမ်းတွေကိုကျွန်တော်တို့သိချပြန်စောင့်ကြည့်ရမယ်ပြီးတိုက်စစ်မှာဆိုလည်း Morrison တို့ဘာလို့ရဲ့ခြေစွမ်းလေးတွေပြီးလို့ရှိရင်ပေါ့နော်ခီးစားတို့ဘာလို့ဘယ်လောက်ထိအောင်လုပ်ပြနိုင်လဲဆိုတော့ကျွန်တော်တို့စောင့်ကြည့်ရမယ်ဒီပွဲစဉ်ကတေးကြပါခီးစားတို့ခြေစွမ်းပြမဲ့ပွဲစဉ် Rio Angumoha တို့ခြေစွမ်းပြမဲ့ပွဲစဉ်တစ်ပွဲဖြစ်လိမ့်မယ်လို့ကျွန်တော်ထင်တယ်ဒီညမှာပေါ့နော်ကွင်းလက်ကသားသမားလေး Anthony တို့ဘာလို့ကလည်းဒါအစင်တန်းတစ်ခုထိဒါပြသလိမ့်မယ်ပွဲစဉ်တစ်ပွဲဖြစ်လာအောင်မယ်လို့ကျွန်တော်ထင်တယ်ဆိုတော့နော်ဂရီကဒီပွဲစဉ်နဲ့ပတ်သက်ပြီးဘယ်လိုမြင်ကြလဲကျွန်တော်တို့အိမ်ဝင်း Anfield မှာလဘာဘူးအသင်းနေနဲ့အများကြီးခက်ခဲသွားလိမ့်မယ်လို့တော့ကျွန်တော်မထင်ဘူးတခြားအသင်းတွေလည်းလက်ရှိမှာဆိုရင်ဗျာ Chelsea အသင်းနိုင်ပွဲရတယ်
Chelsea အသင်းနိုင်ပွဲရတယ် Manchester City အသင်းနိုင်ပွဲရတယ်လို့မျိုးအသင်းကြီးတွေကိုစီအနိုင်ပွဲရနေတဲ့အချိန်မှာတေချာပေါက်ဒီပွဲစဉ်မှာလည်းလီဗာပူးအသင်းတွေကနိုင်ပွဲကြီးပြီးနောက်ထပ်တစ်ဆင့်ကိုတက်လန်းသွားအောင်မယ်လို့ပဲကျွန်တော်တို့မျှော်လင့်ထားတယ်ဆိုတော့ကျွန်တော်တို့ဒီပွဲနဲ့ပတ်သက်ပြီးဘယ်လိုမြင်ကြလဲဘန်စလီအသင်းကတော့ဗျာလက်ရှိသူတို့ရဲ့အသင်းအခြေအနေကလက်ရှိသူတို့ကချန်ပီယံရှစ်နဲ့ဒါလီဂ်1မှာနေဒါကူတန်းရောင်းဝယ်ကြီးလုပ်နေတဲ့အသင်းမှာဆိုတော့ဟိုသွားလိုက်ဒီသွားလိုက်ဟိုသွားလိုက်ဒီသွားလိုက်အသင်းမှာဒီရာဒီမှာဆိုရင်တော့မှသူကလီ2ကိုဆင်းဖို့အတွက်တော်တော်လေးကိုအခြေအနေကဒါရိုင်နေနေတဲ့အသင်းဆိုတော့ဒီလိုမျိုးအခြေအနေတွေမကောင်းနေတဲ့အသင်းဒီလိုမျိုးရိုင်နေနေတဲ့အသင်းကိုတော့လီဗာပူးအသင်းနေနဲ့အိမ်ခွင်းမှာမခက်ခဲဘူးလို့ကျွန်တော်မျှော်လင့်ထားတယ်ဆိုတော့ကျွန်တော်ကိုယ်ကဘယ်လိုမျှော်လင့်ထားလဲဒီချက်လောက်ဆွေးနွေးကြပါဦးဒီပွဲစဉ်ကတော့မနက်ဖြန်ညဒါမြန်မာစံတော်ချိန်2:15မှာကစားမယ့်ပွဲစဉ်ဖြစ်ပါတယ်ဆိုတော့ကျွန်တော်ကိုယ်ကဒီပွဲစဉ်နဲ့ပတ်သက်ပြီးမျှော်လင့်ထားလဲချက်လောက်ဆွေးနွေးကြပါအောင်ဗျကျွန်တော်လည်း like and subscribe လုပ်ပေးထားပါကျေးဇူးများတင်ပါတယ်